တင်ဆေးလိပ်တလိပ်ကိုရှူရှိုက်လိုက်တဲ့စက္ကန့်ပိုင်းအတွင်းမှာပဲခန္ဓာကိုယ်တွေကိုအစိမ့်ငွေ့တွေဟာလိုင်းလုံးကြီးတစ်ခုလိုအရှိန်အဟုန်နဲ့ဝင်ရောက်သွားပါတယ်။ပန်းရောင်တန်းနေတဲ့တင်းရဲ့ကျန်းမာတဲ့အဆုပ်တွေဟာချက်ချင်းဆိုသလိုမဲမောင်သွားပြီးအသက်ရှူရခက်ခဲလာတာကိုမြင်တွေ့ရမှာပါ။ကြည့်ပါဦး။အစာအိမ်ထဲကိုအစိမ့်ငွေ့တွေရောက်ရှိသွားတဲ့အခါအစာအိမ်နေရန်တွေဟာပြင်းထန်တဲ့ဖိစီးမှု stress response ကြောင့်နီမြန်းရောင်လန်းလာပြီးပုံမှန်မဟုတ်တဲ့ acid ဓာတ်တွေထွက်လာပါတယ်။ဒါဟာအစာအိမ်နာတာနဲ့အစာကြေစနစ်ပျက်စီးခြင်းရဲ့အစပျိုးမှုပါပဲအစိအတောက်တွေဟာသွေးကြောတဲ့အထိထိုးဖောက်သွားပါတယ်နှလုံးရဲ့အဓိကသွေးကြောကြီးတွေဖြစ်တဲ့ coronary arteries တွေမှာအစိတ်မုံတွေပိတ်ဆို့လာပြီးသွေးစီးဆင်းမှုကိုနှောင့်နှေးစေပါတယ်တင်းနှလုံးဟာအောက်ဆီဂျင်ရဖို့အတွက်အဆမတန်အားစိုက်ညှစ်ထုတ်နေရပါပြီအဆုံရအသက်ရှူလန်းကြောင်းအဲဝေးတွေဟာပြင်းထန်စွာရောင်လန်းလာပြီးလေအိတ်လေးတွေတစ်ခုပြီးတစ်ခုပျက်စီးလာပါတယ်အောက်ဆီဂျင်စီးဆင်းမှုနည်းပါးလာတာနဲ့အမျှတင်းရဲ့အသက်ရှူထုတ်မှုတိုင်းဟာနာကျင်စရာတွေဖြစ်လာပါလိမ့်မယ်။ဆေးလေးရဲ့အချိုးဆက်ဟာဒီမှတင်ရပ်မသွားပါဘူး။သွေးတွေကအဆိပ်တွေကြောင့်ကြောက်ကတ်တွေဟာလည်းမဲမောင်သွားပြီးသွေးတန့်စင်တဲ့လုပ်ငန်းစဉ်တွေရပ်တန့်လာပါတယ်။ဒါဟာခန္ဓာကိုယ်တစ်ခုလုံးအဆိပ်သင့်ဖို့လမ်းဖွင့်ပေးလိုက်တာပါပဲ။ဦးလန်းကြောင့်အတွင်းပိုင်းကိုကြည့်လိုက်ပါ။ဆေးလေးငွေတွေဟာသင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်စုပ်ယူမှု nutrient absorption ကိုအပီးတိုင်ပိတ်ဆို့ပစ်လိုက်ပါတယ်။သင်ဘလောက်ပဲအားရှိတာတွေစားစားခန္ဓာကိုယ်ကအသုံးမချနိုင်တော့ပါဘူး။အဆိုးဝါးဆုံးကတော့သင်ရဲ့ကိုယ်ခံအားစနစ်ပါပဲ။ယောဂပိုးမွှားတွေကိုတိုက်ထုတ်ပေးမဲ့ကိုယ်ခံအားဆဲလ်တွေဟာအစိမ့်ငွေတွေကြောင့်အားနည်းပျက်စီးသွားပြီးသင်ခန္ဓာကိုယ်ဟာခုခံနိုင်စွမ်းမဲ့တဲ့အခြေအနေကိုရောက်သွားရပါတယ်။အခုမြင်တွေ့နေရသလိုပါပဲ။ဆေးလိပ်တစ်လိပ်ဟာအုံနောက်ကနေခြေပြားထိခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းကိုတစ်ချီးပြေးချင်းဝါမျိုးဖြတ်စည်းနေရပါဒီငရဲကန်းကနေလွတ်မြောက်ဖို့အတွက်ဆေးလိပ်ကိုခုပိုက်အပီးတိုင်ဆွတ်လွတ်လိုက်ပါသင်အသက်ကိုသင်ကိုယ်တိုင်ကဲတင်ပါ